ဒါကတော့တာမန်တာယာလှပါတယ်မိုက်ခရိုဝေါ်ကြီးပါပဲဒါပေမဲ့ဒီလိုလှပတဲ့ဝေါ်ကြီးရဲ့မှာလေကျွန်တော်ရင်ဆိုင်ရမယ့်အကောင့်တစ်ကောက်ရှိပါတယ်ဟုတ်ပါတယ် The Night Prowler ကျွန်တော်ဒီလို The Night Prowler ရှိတဲ့ဝေါ်ကြီးအသက်ရှင်နိုင်မလားမရှင်နိုင်ဘူးလားဆိုတာကတော့အားလုံးပဲကြည့်ကြပါဦးဗျာဆိုတော့ဆာရစပွန်လာပြီဗျဆာစပွန်လာပြီဆိုတော့ဟိုနားလေးမှာရွာဗျဆာစပွန်ကြီးရွာတွေ့တာဆိုတော့ကောင်းတယ်ဗျဆိုတော့ကျွန်တော်ဒီရွာထဲမှာရှိတဲ့ပစ္စည်းလေးတွေကိုနည်းနည်းလိုက်ပြီးတော့ဂုံးစင်းကြလိုက်ရအောင်ပြီးရင်ကျွန်တော် iron golem လေးလဲတောင်းမယ်ဗျဆိုတော့ဒီနေ့လေးမှာ iron helmet နဲ့ iron sword ချောင်းတွေ့တယ်ဗျာနည်းနည်းတော့လုံခြုံသွားတာပေါ့ဆိုတော့ဒီ iron helmet လေးကိုဝတ်လိုက်မယ်ရပြီပြီးတော့ကျွန်တော်ဒီ iron golem တပ်ဖို့အတွက်မြေကြီးလေး3လုံးလောက်ယူလိုက်တယ်ဗျာရပြီပြီးလို့ရှိရင်ကျွန်တော် iron golem တော့တက်မယ် iron helmet နဲ့ iron sword ရှိပေမဲ့လည်းကျွန်တော်ဒီရှီးလေးတခုလုပ်ဖို့အတွက်တော့ရှီးလေးနဲ့တခြားပစ္စည်းလေးလုပ်ဖို့အတွက်ကျွန်တော် iron လေးနည်းနည်းလိုချင်တဲ့အတွက် iron golem တက်ကြတာပါပြီးတော့ကျွန်တော်ရွာထဲမှာမယူရသေးတဲ့ပစ္စည်းလေးတွေကိုနည်းနည်းလိုက်ယူခဲ့တယ်ဆိုပစ္စည်းလေးတော့ကုန်ပြီချာဒီအပေါ်တက်လေးကိုတစ်ချက်တော့တက်ကြည့်ကြမယ်ဗျာကြပါမရှိအောက်ပြန်ဆင်းမယ်Yo, what the fuck? Ipayo. La tiene de ganar más ve. De no más ve ha. Pia guay. Số thì bên mình here là tây đồng lồng rồi. Thế nên bên bên này lại là câu này. Nó bây giờ thì The Night Prowler ya. Nó one block. Thế thì là bên này nè bé. Ấy đó. Cho thì slap ya lên này lại mẹ bé.ဆိုတော့ကာလို့တော့ပြီးသွားပြီကျွန်တော်ဒီမှာရှီးလေးတစ်ခုခရလိုက်မယ်အဲ့ဒါဆိုရင်လည်းပိုလုံးကြုံသွားပြီဗျာဆိုတော့ကျွန်တော်ဒီနောက်ထပ် x လေးလည်းတစ်ခုခရလိုက်မယ်ရပြီတော့ဒီပြင်းတော့ထွက်ကြည့်ခြင်းလည်းဗျအဲ့တော့အပြင်လေးပါလေးထွက်ခြင်းကောင်းဒီနားလေးမှာ1 block ဖြစ်နေအားကြောင့်ကျွန်တော်ကားလိုက်တယ်ဒီလောက်ဆိုလုံညောင်းသွားပြီပြီးတော့ကျွန်တော်ပြင်းထွက်ဖို့စဉ်းစားကြည့်လိုက်သေးတယ်ဒါပေမဲ့ထွက်သေးဘူးဗျဆိုပြီးတော့အဲ့ဟာလေးကားလိုက်တယ်ပြီးခဏလောက်လည်းနေရောကျွန်တော်အပြင်ထွက်ချင်တယ်နဲ့ထွက်မလို့အဆုံးဖြတ်ပြီးတော့အပြင်ထွက်လိုက်တယ်ပြင်တော့ရောက်လာပြီပြင်ရောက်လာပြီဆိုပြီးအဲ့မှာမင်းကမှဟိုနေ့ဖြစ်နေတဲ့ဟာလေးတွေနည်းနည်းကောက်လိုက်တယ်ပတ်သားလေးတွေကိုပြီးတော့ကျွန်တော်ဒီမှာဒီဟာလေးတွေနဲ့လာရိတ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီဟာလေးတွေကိုရိတ်ပြီးတော့မကြခင်ပါပဲမိုးကချုပ်လာအဲ့ဒါနဲ့ကျွန်တော်လည်းပြန်ဝင်လိုက်တယ်ဗျာThe Night Prowler ရညဘက်ဆိုရင်ကျွန်တော်နေဘက်ထပ်ပို့ဆိုးတယ်လေအားကြောင့်မလို့ကျွန်တော်ဒီမှာထဲပဲပြန်ဝင်နေတာလုံကြုံနေဗျအားကြောင့်မလို့ထဲမှာပဲနေခဲ့တယ်ပြီးတော့ကျွန်တော်ဒီ The Night Prowler လာမလားစောင့်ကြည့်ခဲ့ပေမဲ့မလာနဲ့ကျွန်တော်လည်းအညာကိုအိတ်လိုက်တယ်ဗျာကဲဆိုတော့မနေ့တော့ရောက်လာပြီနေ့ရောက်လာပြီဆိုတော့ကျွန်တော်အပြင်လေးကိုခဏလောက်ထွက်ကြည့်ကြမယ်ရွာထဲမှာကျွန်တော်မြည်သွားသေးပစ္စည်းလေးနဲ့ကြံနေသေးတာနဲ့ကျွန်တော်လဲရှူဖို့ဆုံးဖြတ်လိုက်တယ်ဗျYo, what the fuck? I'm The Night Prowler Ja, damitကျွန်တော်တိုင်းရှိရဗျာနဲ့ကားပြီးခုတ်ဟာကဲဆိုတော့ပြန်တော့ spoil လာပြီခုနကတော့ကျွန်တော်The Night Prowler တက်လို့သေးသွားတယ်အခုနောက်တစ်ခေါက်ပြန်ထွက်ကြည့်အောင်မယ်
有时候也不能你把几拉是包，米的浪，呀，几个那么说没，不是了别，别人有可能拉脱几没，呀，但那 pro 来是的拉了就，baby 我要自己他们那我就了，脱到所以别问来的别。ခုနကမသေးထားမှကြားသေးတော့ကျွန်တော်ဒီထဲတွေကိုပြန်ဝင်မြနေလိုက်။နောက်ပြလည်းမကြဘူးကျွန်တော်အပြင်ကိုပြန်ထွက်တာပါပဲ။အပြင်ပြန်ထွက်တယ်။ပြီးတော့ကျွန်တော်ဒီမရှိကျွန်တော်အိမ်လေးတအိမ်မဝင်ရသေးဘူးဗျ။အိမ်လေးတွေဝင်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ပြီးတော့ကျွန်တော်ဒီမှာ baby ဝယ်ရောက်ကြည့်တတိုင်း pro လောက်လာမလား။ပြီးတော့ဝင်တယ်။ဟိုဘာတိုင်းနော်ဘာတိုင်းနော် baby တော့ဒါမျိုးတော့လာဆန်းလို့ရအောင်လေကပြေးပါဘောဟာဝင်းနေကောင်းမလားထွက်ကောင်းခိုင်းတနိုက် pro လာတော့မလာဘူးပြကျွန်တော်အတန်နဲ့6တာပေါ့အဲ့တော့ကျွန်တော်လည်းပြန်ဝင်နေတယ်ကျွန်တော်က baby ဝဲတစ်ချက်တော့လိုက်ကြည့်လိုက်သေးတယ်ဒါပေမဲ့ကျွန်တော်ပြန်မျိုးဝင်နေလိုက်သေးရဲ့ဗျာပြန်မျိုးဝင်နေလိုက်တယ်ပေါ့6တာနဲ့ပြီးတော့ကျွန်တော်တွေဒီ pick up လေးလုပ်ပြီးတော့ stone လေးနည်းနည်းတူဖို့ဆုံးဖြတ်လိုက်တယ်။ဘာပဲပြောကျွန်တော်လှုပ်เสียရလည်းမရှိရတယ်ကျွန်တော်ညရအောင်ထိုင်မြို့ stone လေးတူးတာပေါ့ဗျာ။ကျွန်မလှုပ်เสียရလည်းမရှိတော့ဘူးလေ။အဲကြောင့်မလို့ stone လေးတွေပဲလိမ့်ပိန်တူးနေလိုက်တယ်။ကျွန်တော် stone တူးပြီးအပေါ်လဲပြန်တက်လာရောမိုးချုပ်ခံနေအဲ့ဒါကျွန်တော်လဲ the night pro လာမလားဦးတစ်ချက်လောက်စောင့်ကြည့်နေခဲ့ကျွန်တော်လည်းကြလေးစောင့်ကြည့်ပြီးွားနဲ့မတွေ့ရနဲ့ပဲကျွန်တော်လှေကားလေးလုပ်ပြီးအပေါ်တက်ပြီးကြည့်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဗျာအဲ့ဒါနဲ့ကျွန်တော်ဒီတက်သားလေးတွေလုပ်တယ်ပြီးတော့ကျွန်တော် stick လေးတွေနဲ့လုပ်တယ် stick ကကျွန်တော်လိုတာထက်ပိုလုံးပြီးွားတယ်ပြီးတော့လှေကားတွေလုပ်ပဲကျွန်တော်လိုတာထက်နည်းနည်းပို့ပြီးတော့လုပ်မိသွားတယ်ဗျပြီးတော့ကျွန်တော်ဒီမှာလေကားလေးနည်းနည်းချတယ်ပြီးတော့ကျွန်တော်အပေါ်တက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ကဲဆိုတော့ဒီဘက်မှာတော့မရှိဘူးဗျဟိုဘက်မှာတော့ရှိမလားမသိအေး what the fuck ဟိုမှာပြန်ဝင်လုံးမြန်အာရေးတယ်လက်ကချော်နေသေးတယ်ကွာလောက်မတသားယူမပိတ်ရပြီဒီ the night pro လာရတကားလည်းဖြတ်တတ်တယ်နော်ဟမ်ပျောက်သွားပြီကျွန်တော်ပုံနဲ့တက်ကြည့်ခိုင်းတကားဖြတ်တာဟုတ်တယ်ကျွန်တော်ခုနတကားဖြတ်စမ်းကြလိုက်ဟုတ်တယ်ဒီမှာတကားပျောက်သွားနော်ဟိုဘက်မှာမရလားမသိ the night pro လာအော်မ the night pro လာyeah တက်လို့ရပြီဒီကနေပြီးတော့ကျွန်တော်ဒီဟာလေးတွေကာထားတာတော့ ਨੇ အဆင်ပြေသွားတယ်ဗျဒီနားကနေပြီးတော့ကျွန်တော်ရှယ်ကြိတ်လို့ရပြီဗျာကျွန်တော်တို့ခုံနေရတော့ကြာပြီဟမ်အသေးဝါးပြီဗျ yes နောက်ဆုံးကျွန်တော်တတ်နိုင်ပါပြီဗျဒီကောင်ကြီးကိုကျွန်တော်တတ်နိုင်ပါပြီကဲဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ် blue trailer တွေကိုထပ်ပြီးရင်ဆိုင်အောင်မလဲ blue ခေါင်းလေးကိုထပ်ပြီးချစေခြင်းသေးလဲ blue video တွေဆက်လုပ်ခြင်းသေးလဲဆိုတာတော့ comment လေးမှာဝင်ပေးကြပါဦးအားလုံးပဲBye bye.